အားလုံးပဲမင်္ဂလာပါစိန်ထော channel မှာပြန်လည်ကြိုဆိုပါရစေဒီကနေ့ပြောပြပေးသွားမယ့်အကြောင်းအရာကတော့မိမိတို့ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail ကိုကွန်ပျူတာထဲမှာဘယ်လို login sign in ဝင်သွားရမလဲဆိုတဲ့အကြောင်းလေးကိုပြပြသွားမှာဖြစ်ပါတယ်ပထမဆုံးရှိပြီးသားအကောင့်ပေါ့နော်ရှိပြီးသားကိုယ့်ရဲ့ကွန်ပျူတာထဲမှာငကိုရှိပြီးသားအကောင့်မဟုတ်ဘဲနဲ့တခြားအကောင့်တစ်ခုကိုထည့်မယ်ဆိုရင်ဒီ add another account ပေါ့နော်ဒီထဲမှာတွားရပါမယ်ဆိုရင်ဒီထဲမှာရိုက်ထည့်ပါမယ်ကိုယ့်ရဲ့အကောင့်ကိုရိုက်ထည့်ပါမယ်ရိုက်ထည့်ပြီးလို့ရှိရင် next ကိုနှိပ်ပါမယ်ပြီးရင် password ကိုရိုက်ထည့်ပါမယ်ပြီးရင် next ကိုပြန်တော့ပါမယ်ဒီနောက်မှာ save လုပ်ထားလို့လည်းရတယ်ဒါမှမလုပ်ထားခြင်းမှုဆိုရင် not now နေထားပါဒါဆိုရင်တော့ဝင်သွားပြီပေါ့နော်နောက်တစ်ဆင့်ကကြတော့ကိုကတော့ Gmail ပဲတည်ရပေါ့နော် Gmail ပဲတည်ရ next သွားလိုက်မယ်ဒါမဲ့ကိုက password ကိုမိသွားတယ်ပေါ့နော် password မိသွားတယ်ဆိုလို့ရှိရင်ဒီ forgot password ဆိုတာလေးကိုနှိပ်လိုက်ပါမယ် forgot password လေးကိုနှိပ်လိုက်ပြီးဆိုရင်use your fingerprint တော့ဒီကွန်ပျူတာမှာ fingerprint လေးလောက်ထားတဲ့အခါကျတော့ပေါ့နော်ဒီလိုလေးပေါ်ဒါမှမဟုတ်ရင်try another way ပေါ့နော် try another way ဆိုရင်ဒီပေါ့နော်အဲ့လိုမျိုး try another way လုပ်လိုက်ပြီဆိုရင်ကျွန်တော်ဖုန်းက Redmi Note 12ဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာပေါ့နော်ဖုန်းထဲမှာဒီလိုမျိုးပေါ်နေမှာပေါ့နော်အဲ့ဒါဆိုရင်ဒါကကိုဟုတ်မဟုတ်ပေါ့နော်ဟုတ်တယ်ဆိုရင် yes is me ဆိုတာနှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီဆိုရင်ခဏလေးစောင့်လိုက်မယ်ပေါ့နော်ပြီးရင် continue ကိုထပ်နှိပ်လိုက်လို့ရှိရင်ရပါပြီ continue to Gmail ထပ်နှိပ်ပါမယ်အဲ့ဒါဆိုရင်တော့ရတော့ပါပြီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်